ကျွန်တော်တို့ဒီလိုထိုးတဲ့အခါကျတော့အချက်ကလေးတွေဒီမဲ့ပေါ်တယ်နော်ပေါ်တယ်ဆိုတော့အချက်ပေါ်တာမကြိုက်ဘူးဆိုတော့ customer တွေအတွက်ပေါ့နော်ဒါဘယ်လိုလေးထိုးရလဲဆိုတာထိုးပြတာပါဒီပုံလေးကရိုးရှင်းမိမဲ့လွယ်ကူတယ်ဒါပေမဲ့တချို့ customer တွေကတော့အချီချက်လုံးဝပေါ်တာမကြိုက်ပါဘူးအချီချက်လုံးဝပေါ်တာမကြိုက်အခုဆိုရင်ဒီမဲ့ကျွန်မချုပ်ထားတာဒီနေရာတွေဆိုရင်ခွက်ဝင်သွားတဲ့နေရာတွေကအချက်တွေပါတယ်နော်သူကအဲ့လိုမချုပ်ရင်လည်းမခိုင်ဘူးအဲ့တော့ခိုင်အောင်ချုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုကျွန်မ9လက်မတိုင်းထားတဲ့နေရာမှာလုံးဝအချီချက်တွေပေါ်ပါတယ်ဘာကြောင့်လဲဆိုတော့ခိုင်ခြင်းနဲ့ဒီအဝိုင်းကိုကျမတို့ကဝတ်တဲ့နေရာကိုလျှော်တဲ့နေရာပါလိုက်စဉ်းစားပေးတဲ့ကြောင့်မို့လျှော်လိုက်ရင်ပြုတ်သွားတာမျိုးလည်းမလိုချင်တဲ့အတွက်ကြောင့်မို့လို့ခိုင်အောင်တုပ်ပါတယ်နော်တုပ်ပြီးဆိုတော့အခုဒီနေရာမှာကျမကျဲသီးကွင်းနေရာကိုချုပ်မယ်နော်ကျဲသီးကွင်းနေရာကိုလုံးချုပ်မယ်ဒီနေရာအချီချက်ကြီးပေါ်နေရဆိုရင်တော့ဒါကတော့ဘလို့မှလုံးလို့မရတဲ့နေရာပါကွယ်ဘာလို့လဲဆိုတော့အဲ့လောက်မှမချုပ်ရင်လည်းလုံးဝမခိုင်လို့ပါပဲเนาะအခုဒါပုံမှန်အတိုင်းကျွန်မကျဲသီးကွင်းထုတ်လိုက်ပြီဘာလို့လဲဆိုတော့ဒီလောက်ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးကိုဘာကြောင့်ချုပ်ပြတာလဲဆိုတော့တချို့ customer တွေရဲ့အကြိုက်ကိုလိုက်လုပ်ပြရတဲ့အခါကျတော့ဘလို့လုပ်ရမှမသိဘူးဆိုပြီးတော့အုံနောက်စားနေကြမှာဆိုလို့ဒါလွယ်ကူတဲ့ပုံစံလေးလုပ်ပြတာပါနော်အခုဒီမဲ့ဒါကျမဒါ9လက်မအဝိုင်းဝိုင်းထားပြီးတော့ဒီတိုင်းအဆုံးသတ်လိုက်ရင်ကျမဒီမဲ့အချက်တွေမြင်းနေရမှာပါနော်မဲရအချက်ကိုမမြင်ကျင်တာဖြစ်တဲ့ကြောင့်မလို့ဒီနောက်ထပ်9လက်မအဝိုင်းပြီးမှကျမဒါမျိုးနောက်ထပ်တစ်ပတ်ပတ်လိုက်ပါပြီပတ်လိုက်ပြီနော်ဒီမဲ့ပတ်ပြီးတော့ဒီလေပင်ကျဲသီးကွင်းနေရာမှာကျမအဆုံးသတ်မှာပါနော်အဆုံးသတ်လိုက်ပြီဒါဆိုရင်အဲ့နောက်ဆုံးတစ်ဝိုင်းမှာလုံးဝအချက်မထိုးရသေးဘူးမထိုးရတဲ့ကြောင့်မလို့အချီရလဲလုံးဝမရှိပါဘူးမရှိဘူးဆိုတော့ဒီတိုင်းအင်ကြီးပေါ်တင်ပြီးရောခိုင်မာလားဆိုမခိုင်ပါဘူးဒါဆိုတော့ဒါကကွင်းစော်ထားသလိုဖြစ်ပြီးတော့ကျွတ်သွားမှာပါနော်အဲ့တော့ပုံမှန်လုံးနေကြတိုင်းဒါလေးကိုအဆုံးသတ်မယ်အောက်ထဲကိုခောက်ချလိုက်မယ်နော်အောက်ထဲကိုခောက်ချလိုက်မယ်အောက်ထဲကိုခောက်ဖို့အတွက်ကျွန်မအချက်ကလေးပဲပြီးမှတုံးမယ်ဒီမဲ့ပုံမှန်ဒီမဲ့ကျွတ်တယ်နော်ဒီမဲ့တွေးရမလားမခိုင်သေးဘူးကျွတ်တယ်သူကကျုံမှာပဲသူကမချိုးရသေးတဲ့အတွက်ကြောင့်မလို့အဲ့တော့ပုံမှန်ချုံနေကြအတိုင်းလေးပဲဒါလေးကိုဖြတ်မယ်ပြီးရင်မီးတို့မယ်တို့ပြီးတော့ဒါမခိုင်သေးဘူးเนาะသူ့ကိုလည်းချုပ်ရမယ်သူ့ကိုလည်းဒီမှာချုပ်လိုက်မယ်เนาะဒါဆိုရင်သူပြန်မထွက်တော့ဘူးပေါ့เนาะအခုလောက်ရမယ့်အလုပ်ကဒီကျွတ်နေတဲ့ကွင်းနဲ့ဒီကိုဆွတ်ထားမှာဆွတ်ထားမယ်အချက်လည်းဟိုဘက်မှာမပေါ်ခြင်းဘူးဒီနေရာမှာဒီနှခမ်းလေးတွေမှာအချက်လုံးဝမပေါ်ခြင်းဘူးဒီကွင်းကိုလည်းသူနဲ့ခိုင်စေခြင်းနဲ့ဒါကြောင့်မို့လို့ကျမတို့ကဒီအတွင်းဘက်ကနေချုပ်မှာပါနော်ဒီမဲ့ချုပ်သားနှစ်လိုင်းရှိတယ်ဒီတစ်လိုင်းကနေစထိုးပြီးတော့ဒုတိယလိုင်းတွေကိုဝင်ပြီးတော့ချုပ်မှာပါနော်ပြန်ထိုးမယ်ပြန်ထိုးရင်လည်းအဲ့ချုပ်သားလိုင်းကိုပဲထိုးတယ်အပြင်ကိုအချက်လုံးဝမထွက်ပါဘူးနော်ပြီးတော့အဲ့ကနေပဲပြန်ထိုးပြီးတော့အဲ့လိုချုပ်ပါမယ်နော်ဒီတိုင်းကွင်းလေးပဲဘလို့ချုပ်လွဲပါတယ်မယ်နဲ့ရှေ့မှာလည်းကျမဒီတိုင်းချုပ်ပြခဲ့တာပါဒါပေမဲ့တချို့ကစတမာတွေကလုံးဝအပေါ်မှာအချီချက်ပေါ်တာလုံးဝမကြိုက်ပါဘူးပန်းပွင့်ရဲ့အလဲကောင်မှာအချီချက်ပေါ်နေရင်တော့မှခီးကွေဝိုင်းလေးဖုံးပေးပါအဲ့လိုတောင်းဆိုတယ်ဒါဆိုတော့အချက်ကိုတားဆွဲလိုက်လို့ရှိရင်ရှုံသွားတာမျိုးလေသူတို့မကြိုက်ဘူးတဲ့မကြိုက်တဲ့ခါကျတော့သူတို့အကြိုက်တိုင်းကိုကလှုပ်ပေးရမှာဖြစ်တဲ့အတွက်ဒီလိုပုံစံနီးလန်းလေးနဲ့ချုပ်လို့ရတယ်လို့ပြန်လည်ပြီးတော့မျှဝေပေးတာပါ။ဘာကြောင့်လဲဆိုတော့ကျမတို့နဲ့ဓာတ်ရိုက်တွေ့ရတဲ့ဟာတွေက customer အင်ကြီးဝတ်တဲ့သူတွေမဟုတ်ဘူးလေ။စစ်ချုပ်တဲ့သူတွေဖြစ်တဲ့အကြောင်းမလို့သူတို့ကသဘောပေါက်တယ်ဘလို့ချုပ်ရင်ဘလို့ရမယ်ဆိုတာကိုဒီမဲ့သားဆိုရင်တော့ဒါကျမချုပ်ပြီးသွားပြီနော်ဒါတွေကလုံးဝဒီမဲ့ဆွဲရင်ပဲ့မကြလာတော့ဘူးနော်ဒါဆိုရင်ဒါကျဲသည်ဒီအင်ကြီး customer အပြင်မှာတဲ့
ကျဲသည်နဲ့သူတက်မယ်တဲ့ဒါပေမဲ့တကယ်လာတော့သူကကြောက်ကျဲသည်လည်းသွားမဝဲခြင်းတော့ပါဘူးတဲ့ပစင်းသည်လက်ထိုးငုတ်သီးလေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့လှုပ်ပေးပါဆိုလို့လှုပ်ပေးလိုက်တာပါဒါပေမဲ့နီလန်းလေးလိုလာပြောပြတာပါရိုးရိုးရှင်းရှင်းလေးပါပဲလွယ်ကူတယ်ဒါပေမဲ့တေးသေးတက်ရဖြစ်တယ်ဒါကြောင့်မလို့ကိုကပတ်စံ customer နာတောင်းလို့မယ်ဆိုရင်ဒီလိုတက်ရက်ကလေးတွေလှုပ်ပေးတာပိုအဆင်ပြေတယ်နော်ဒါဆိုရင်ဒီမဲ့ကြည့်လိုက်အင်ကြီးပေါ်မှာတက်မယ်ဆိုရင်လုံးဝဒါအချက်မပေါ်ဒါဆိုရင်အင်ကြီးပေါ်မှာကတ်ချုပ်ရင်အချက်ပေါ်သလားဆိုရင်မပေါ်အောင်ချုပ်တဲ့နည်းရှိတယ်ကျမတို့ကအင်ကြီးအောက်ကနေထိုးရင်ဒုတိယလိုင်းကိုထိုးတယ်ဒုတိယလိုင်းနဲ့အချက်ထိုးပြီးတော့ပြန်သွင်းမယ်ဆိုလို့ရှိရင်ကျမတို့ကဒီဘက်ထဲကိုလုံးဝမသွင်းပါဘူးဒီဘက်ကိုအန်ကယ်လုံးဝဒီမှာ45ဒီဂရီစောင်းပြီးအထဲထဲကိုဒီလိုချုပ်လိုက်တာပါနော်အဲ့ပြီးတော့အလဲတွေကိုထိုးမယ်ဆိုလို့ရှိရင်လည်းဒီလိုပဲတက်တက်ထိုးတယ်ထိုးပြီးရင်ဟိုဘက်ကိုထိုးကျင်တယ်ဆိုရင်45ဒီဂရီစောင်းပြီးတော့ဒီလိုထိုးချလိုက်ဒါဆိုရင်အချီကအင်ကြီးပေါ်မှာခိုင်ပါတယ်ဒီနေရာတွေမှာနေချုပ်ပါတယ်ဒီကနေလုံးဝမချုပ်ပါဘူးဒီအလဲကောင်ကနေတော့ချုပ်ပါတယ်အင်ကြီးနဲ့တွဲချုပ်တယ်ဖြုတ်လိုက်တယ်လည်းဖြုတ်ရင်ပြုတ်သွားမှာဆိုလို့ပါနော်ဒါလေးကရိုးရှင်းလွယ်ကူတယ်ဒါပေမဲ့နီလန်းမသိရင်မလှတဲ့တကြောင်မလို့လှပသေးတက်နီလန်းလေးလာပြောပြတာပါနော်ဒါလေးကကျဲသည်ကြောက်ကျဲသည်နဲ့ပဲတက်တယ်ကိုမိမိနဲ့တက်ရထုတ်သီးလေးနဲ့ပဲတက်တယ်အဆင်ပြေတဲ့ဒါပန်းကျဲသည်ရိုးရိုးအဝိုင်းလေးပါပဲเนาะဒါပေမဲ့ဘာလဲဆိုတော့အချက်လုံးဝမမြင်ရအောင်ချုပ်တဲ့နီလန်းလေးလာပြောပြပေးတာပါကဲအားလုံးအဆင်ပြေကြပါစေเนาะ